ဓမ္မပရိသတ်တွေအားလုံးမင်္ဂလာပါဘဝတွေကဓမ္မများဆိုပြီးတော့ဘဝထဲမှာကြုံတွေ့ခဲ့ရတဲ့ဓမ္မအသိဉာဏ်တွေဘဝထဲမှာရင်ဆိုင်တွေ့ခဲ့ရတဲ့ဓမ္မအတွေ့အကြုံတွေကိုအဝေကဖြစ်ပွဲပြန်လဲမျှဝေလာခဲ့တာဒီတစ်ပတ်အပိုင်း50ခုကိုရောက်ရှိလာခဲ့ပါပြီအဲ့တော့ဘဝဆိုတာရှိနေသမျှဘဝထဲမှာကြုံတွေ့ရတဲ့အရာတိုင်းကိုဓမ္မအမြင်နဲ့တွေးနိုင်မယ်ဆိုရင်ဘဝတွေကဓမ္မတွေကတော့များစွာရှိနေမှာပါပဲဒီတစ်ပတ်မှာတော့ငယ်ငယ်ကသိခဲ့တဲ့အသည့်နဲ့အသက်အရွယ်တစ်ခုရောက်မှကြုံတွေ့လာရတဲ့ဘဝအသည့်နှစ်ခုပေါင်းဆက်ပြီးတော့ဓမ္မအသိဉာဏ်လေးတစ်ခုကိုဒီတစ်ပတ်မှာ sharing လုပ်ပြီးတော့ပြန်လည်မျှဝေလိုပါတယ်အဲဒီတစ်ပတ်ကိုတော့ခေါင်းစဉ်လေးကိုအလုံးနားလည်လွယ်အောင်ကနန်းလိုလူလို့နာမည်လေးပေးပြီးတော့ဆွေးနွေးကြရအောင်အဲ့တော့ကနန်းလို့ပြောလိုက်တာနဲ့ချွတ်ချွတ်ကလည်းပဇွန်လုံးလို့ခေါ်ကြတယ်အခေါ်တော့ကွဲကောင်းကွဲရပါလိမ့်မယ်အဲ့တော့မိတို့ငယ်စဉ်ကာလကလေးဘဝတုန်းကတောသူတောင်သားတွေဖြစ်တဲ့အတွက်ကြောင့်လေတဲ့ຢာထဲမှာဆွမ်းကနေသွားတဲ့အခါကနန်းဆိုတဲ့တရားဝါလေးတွေကိုတွေ့ရတယ်တွေ့တဲ့အခါတိုင်းမှာသူတို့ကချွတ်ချွတ်ကနန်းလေးဆိုညက်ကြီးတွေကအကြီးကြီးနဲ့သူတို့လက်မကြီးတွေကအကြီးကြီးတွေနဲ့အမတန်ကြောက်စရာကောင်းပါလေအဲ့လိုကနန်းတွေကိုမြင်ကြောက်စိတ်ဝင်မိတော်ညာလဲစူးစမ်းစင်ကြီးတဲ့စိတ်ကလည်းထိမ်မရခဲ့ပါဘူးဘာလို့မြန်သူတို့ဒီလိုမျိုးသွားလာလှုပ်ရှားနေတယ်လို့စိတ်ထဲမှာစိတ်ဝင်စားပြီးမိခဲ့တယ်ဘာကြောင့်ဆိုလဲဆိုတော့ကနန်းဆိုတဲ့တတ္တဝါလေးဟာတက်တယ်မသွားဘဲနဲ့ကန့်လန့်သွားတာကိုတွေ့အောင်ဆိုတော့သူတို့မှလည်းလက်တွေအများကြီးပါတယ်သူတို့နာကက်ပြီဆိုတာနဲ့လက်မကြီးကိုထောင်ပြီးညှက်ဖို့အစင်သက်ဖြစ်နေတဲ့တာမျိုးတွေ့ရတယ်တခါကိုကနေပြီးဒါကက်လိုက်ပြန်ပြီဆိုပြန်တော့လဲဘလို့မှစိတ်မချတဲ့ပုံစံနဲ့ညံ့မယ်တကယ်ကဲဒါဆိုလဲလွတ်လွတ်ကျွတ်သွားပါလေဆိုပြီးတော့လှုပ်ပေးလိုက်ပြန်တော့လဲတကယ်ကိုမှကန့်လန့်သွားကြခဲ့တဲ့စိတ်ဝင်စားတဲ့အလွန်ကောင်းတဲ့ဒီကနန်းဆိုတဲ့တရားဝါလေးကိုနေတော့ကစိတ်ထဲမှာဆွဆွမြင်းမြင်းနဲ့မမိပြီးတော့နေရာယူထားခဲ့တာပေါ့အခုလိုအသက်အရွယ်တွေရလာတော့လှုပ်လေးတွေလှုပ်လာတဲ့အချိန်ကြပြန်တော့ငယ်တော့အတွေ့ခဲ့တဲ့ကနန်းကိုတော့မတွေ့တော့ပဲမဲ့လို့အဲ့လိုကနန်းနဲ့ character ချင်းတူတဲ့လူမျိုးတွေနဲ့ကိုကနန်းနေနဲ့လည်းပြန်ပြီးတော့တွေ့ကြရပြန်ဘာလို့ဒီလိုပြောရလဲလို့မေးရင်ဒေသတစ်ခုအလုပ်လုပ်ဖို့လောက်ကြကင်ကြပြီးတိုင်ပင်ဆွေးနွေးကြပြီးဆိုရင်ကဲအကြီးမို့လို့ရှေ့ကနေပြီးတော့ဥဆောင်ပြီးတော့လှုပ်ပါနောက်ကလိုက်ပါမယ်လို့ပြောပြန်တော့လေလှုပ်ချင်းတလို့လို့မလှုပ်ချင်းတလို့လို့မထူပါဘူးလေငါတို့ပဲလှုပ်လိုက်ပါမယ်ဆိုပြန်တော့လေငါလိုလူကနောက်ကလိုက်เสียလားငါလိုအစင်းနဲ့နောက်ကလိုက်เสียလားဆိုလက်မလေးထောင်ထောင်ပြီးတော့ကန်လန်တိုက်ကြပြန်ကဲဒါဆိုရင်တော့မထူပါဘူးအတူတူတကွလက်တွဲပြီးလှုပ်ကြအောင်ဆိုပြန်တော့လေနောက်နဲ့အတူတွဲလှုပ်ရင်ငါသိခံကြတယ်ဆိုပြီးတော့တန်းတူမသွားဘဲနဲ့ကန့်လန့်သွားတယ်ကိုကနန်းတွေကလည်းဇနုလောကကြီးမှာတပုံတပင်တွေ့ရှိနေကြပါတယ်အဲ့တော့ကိုပတ်ဝန်းကျင်မှာကနန်းလူတွေများစွာတွေ့ကောင်းတွေ့ဖို့ပါလိမ့်မယ်သူတို့ကဘဝဆိုတာကြီးကိုအပိုင်ဝယ်ထားရတဲ့ပုံစံမျိုးနဲ့သူတို့လုပ်သမျှကိုအမှန်တန်ငါလုပ်လိုက်ရင်ဘယ်လိုအဆင်ပြေလိမ့်မလဲငါလုပ်လိုက်ရင်ပိုကောင်းသွားမှာဆိုတာမျိုးတွေနဲ့ရှေ့ကနေပြီးတော့ထောင်လက်မလေးထောင်နဲ့သွားတယ်ဒါပေမဲ့တကယ်ဥမဆောင်နိုင်တဲ့အချိန်သိပြန်တော့လည်းပဲနောက်ကလိုက်ပါဆိုတော့လေကောင်းမလိုက်ပြန်ကဲဘေးရှင်တွေ့ပြီးသွားကြရအောင်တူတူလှုပ်ကြရအောင်ဆိုပြန်တော့လေကိုကနန်းတို့ကကန့်လန့်တိုက်ကြပြန်တယ်
အဲ့တော့မိတွေပတ်ဝန်းကျင်မှာကနန်းလူတွေနဲ့တွေ့ပြီးဆိုရင်ဝေးကရှောင်ဖို့တိုက်တွန်းလိုပါတယ်ဒါလိုမရှောင်နိုင်ဘူးဆိုပြီးဆိုလို့ရှိရင်လေမိတို့စိတ်ထဲမှာကနန်းဆိုတဲ့အတ္တဝါလေးနဲ့အဲ့ဒီကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုရှင်တွဲပြီးတော့တနာစရာလေးပါလားလို့စိတ်ထဲမှာတွေးပြီးတော့ခွင့်လွှတ်နိုင်မှသာလေမိတို့လုပ်ငန်းတွေဖြစ်ချင်တာတွေအဆင်ပြေကြပါလိမ့်မယ်အဲ့တော့လူကနန်းလူအဖွဲ့အစည်းတွေလည်းများစွာရှိတယ်အဲ့ဒီအဖွဲ့အစည်းတွေကိုရောက်သွားပြီဆိုရင်တိုးတက်ဖို့လွယ်တယ်လို့စိတ်ချမ်းသာဖြစ်ဖို့လည်းမလွယ်ပါဘူးဒါကြောင့်ကနန်းဆိုတော့တတ္တဝါတွေနဲ့မဆုံးမှုလို့လို့ကိုယ်တိုင်လည်းကိုမိသားစုအတွက်ကိုညီကိုမောင်နှမအတွက်ကနန်းမဖြစ်ဖို့လိုအပ်ပါတယ်ဒါလို့ကိုမလုံနိုင်ဘူးလုံနိုင်တဲ့သူကိုကြီးကြီးပြူပြူနဲ့လမ်းဖယ်ပေးဖို့လိုသလိုရှိရဥဆောင်ပြီးသွားနေတဲ့မိသားစုညီကိုမောင်နှမနောက်ကိုလည်းကောင်းကောင်းမွန်မွန်တက်တက်မမတ်သဘောထားကြီးကြီးနဲ့လိုက်နိုင်မှုလည်းလိုပါတယ်အဲနောက်ဆုံးအတူတူကရင်ဆိုင်ပြီးဖြည့်ရှင်းရမယ်ဆိုတဲ့အခါမှာလည်းဘလို့အချိန်လေးမှာမကန့်လန့်မတိုက်ပဲနဲ့ဖြောင်းဖြောင်းမှန်မှန်စိတ်ထားမှန်မှန်နဲ့အတူတူကရှင်တွဲပြီးလောက်ကင်မယ်ဆိုရင်မိတို့ဖြစ်ချင်တဲ့အားတွေဘဝမှာအောင်မြင်မှုတွေအားလုံးဟာပြည့်စုံကြမှာဖြစ်ပါတယ်ဒါကြောင့်ကနန်းလူများတွေနဲ့လူကနန်းလူပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံးတွေ့ကြပါစေနဲ့လို့မိကတော့လိုဆုတောင်းမိပါတယ်ဒါကြောင့်အလုံးစုံမိတ်ဆွေပေါင်းတော်ကောင်းတို့လည်းပဲကိုယ်တိုင်လည်းကနန်းမဖြစ်ပါစေနဲ့ကနန်းလူများနဲ့လည်းမဆုံးတွေ့ကြပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်